Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာကျွန်တော်ပြင်းနေရတဲ့ classic တပွဲသားဆော့ခဲ့ပါတယ်ဒီမှာကျွန်တော်အခုတစ်ထွက်ထားတဲ့ new hero လေးကိုကင်ပြတော့မှာဖြစ်ပါတယ်ဗျာဒီ hero တော့ကျွန်တော်ဘယ်လိန်သက်ဆော့ရလဲတော့မသိဘူးဒါပေမဲ့သူက fighter လို့ရေးထားပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာ roaming ဆော့ထားပါတယ်တချို့ pro player တွေလည်း roaming ပဲဆော့နေရတွေ့တော့ကျွန်တော်လည်း roaming ပဲဆော့ထားပါတယ်ဒါပေမဲ့ roam ဆော့တာအောင်ပါဗျာတော်တော်လေးကိုကြမ်းပြီးတော့မိုက်ပါတယ်ဒီ hero လေးကိုကင်ကြည့်ပြီးသွားပြီလားကင်ကြည့်မကင်ကြည့်ရသေးဘူးဆိုရင်တော့ကင်ကြည့်ပေါ့နော်နည်းနည်းတော့လုကင်ရပါပေါ့ကျွန်တော်ဆိုရင်ဒီ hero ရဖို့3-4ပွဲလောက်တောင်ဆော့လိုက်ရဗျာလူပြီးတော့ကင်နေရရဲ့လူကျေးဇူးတင်ပါတယ်ဆော့ပြီးတော့ဒီ hero ကင်ပြအောင်လဲ run မှာဆိုရင်ဒီ hero လေးကို ban နေကြတာကွာရော run လည်းဆော့လို့မရအောင် run ဆော့လို့မရ classic တော့ဆော့ပြန်တော့လေ classic မှာလည်းလူပြီးတော့ကင်နေရတယ်ဟိုလူကလည်းဒီ hero ကင်ကြည့်ဒီလူကလည်းဒီ hero ကင်ကြည့်ဆိုတော့လူပြီးတော့ကင်နေရတယ် level ဒီ1ပေါ့နော်အဲ့ဒါဆိုရင်ကတော့လိုမျိုးပဲထောင်ချသွားတဲ့ပုံစံမျိုးပါအရှားမိုက်ပါတယ်ပြီးတော့ဒီ hero မှာဆိုရင်ကျွန်တော်ကြိုက်တဲ့တစ်ချက်ကအမီလေးပေါ့နော်ပြီးတော့ဒီ scale 2မှာဆိုရင်လည်းကွာအရှမ်းအောင်မှာမိုက်ပါတယ်ဒီမှာဆိုရင်ပြကျွန်တော်တွေ့ရနေပြီးဒါကိုရင်ကနေပြီးတော့အတီနဲ့ချုပ်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့တွေ့ကိုကြည့်လိုက်ပါတွေးပြန်တက်သွားတာဗျအရှမ်းရအောင်မိုက်ပါတယ်တွေးတက်သွားတာမျိုးတွေကတကယ်ကိုမိုက်တဲ့ hero လို့ပြောရပါမယ်။ဒါတော့လည်းမကန်သေးဘူးဆိုရင်တွားပြီးတော့ဆက်ဆက်ကိုကင်ကြည့်ပါ။အခုဆိုရင်ဗျဒီ new hero နဲ့လောင်ရင်နဲ့ကိုတွဲပြီးဆောင်ရရင်လည်းတွေ့ရကွာ။ new hero ကနေပြီးတော့ကွာအဲ့လို RT 3ပြီးတော့ပြလိုက်တဲ့အချိန်မှာအဲ့လောင်ရနေပြီးတော့ကွာရင်ရောင်ချမယ်ဆိုရင်လည်းတော်တော်လေးကိုမိုက်တယ်လို့သိရပါတယ်။သူများပြောပါဒါတော့အတော့တငယ်ချင်းရှိရင်တငယ်ချင်းနဲ့လောင်ရင် new hero အဲ့လိုကိုမို့သွားပြီးတော့ဆော့ကြည့်ပါဗျ။အရင်မိုက်ပါတယ်။ဒီနေ့မှကင်ကြည့်ပြီးတော့တော်တော်လေးကြိုက်နေရမလို့ brother ကိုလည်းဆော့ကြည့်ကြပါ။ကျွန်တော်ဗီဒီယိုလေးကိုလည်းဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ